အားလုံးပဲမင်္ဂလာပါရှင်။နှစ်ပိတ်ကနေကြိုဆိုပါရရှင်။ဒီနေ့တော့ဒဝဲမုတ်လေးတစ်မျိုးဖြစ်တဲ့ပီလောပီနံမုတ်ပေါင်းလေးလှုပ်စာဖြစ်လို့တငယ်ချင်းတို့ကိုလာမျှဝေပေးပါတယ်ရှင်။ဒါကြတော့နှင်းတုပ်ပြူထားတဲ့ပီလောပီနံဥလေးပေါ့နော်။ဒီပီလောပီနံလေးကိုတော့ခွန်နှွားပြီးတော့ရေဆေးသက်ဆိုင်ပေးလိုက်ပါမယ်ရှင်။ဒီမုတ်လေးကိုတော့နှင်းဆိုရင်မစားရတာတော်တော်ကြာနေပြီပေါ့နော်။ကိုဆိုရင်တော့ရေဆေးသက်ဆိုင်လို့ပြပါပြီရှင်။ဒါဆိုရင်တော့တေးဘောတိချစ်တဲ့ဟာလေးနဲ့သူ့ကိုပေါင်းမဲ့အိုလေးထက်ကိုချစ်ထက်ထားပေးလိုက်ပါမယ်ရှင်။နေမှာကျတော့တေးဘောတိချစ်တဲ့ဟာလေးမရှိတာနဲ့နေကအုတ်တိချစ်တဲ့ဟာလေးနဲ့ပဲဆင်ပြေတို့လိုမျိုးလေးချစ်ထားပေးလိုက်တယ်ပေါ့နော်။ပြီးရင်တော့သူ့ကိုမိနစ်20လောက်ပေါင်းသွားပေးလိုက်ပါမယ်ရှင်။ဒီမုတ်လေးကိုတော့ဒဝဲသူဒဝဲသားတော်တော်များများလဲစားဖို့ကြမယ်လို့ထင်ပါတယ်ရှင်။နေဆိုရင်တော့ဒီမုတ်လေးကိုအရင်ကြိုက်တယ်ပေါ့နော်။သူ့ရသားလေးကဆိတ်ဆိတ်လေးနဲ့ရှင်အရင်စားလို့ကောင်းပါတယ်ရှင်စီတွေပါတယ်လည်းမပါဘူးပေါ့နော်အုံတို့တွေလည်းမပါပါဘူးရှင်ခုဆိုရင်တော့ပေါင်းသွားပေးလိုက်တာမိနစ်20ပြည့်ပြီဆိုရင်တော့မြေကြီးကြီးမယ်ပေါ့နော်မြေကြီးလိုက်လို့ပီလောပီနံဦးလေးကကြက်သွားပြီဆိုရင်တော့ရပြီပေါ့နော်ဒါကြတော့ချစ်ထားတဲ့အုပ်ဖက်လေးပါရှင်ဒါလေးကကြတော့လှော်ထားတဲ့နှားလေးကိုမှစားနဲ့တကြားလေးနဲ့ပြန်ထောင်းထားတဲ့ဟာလေးပါရှင်ဒီပီလောပီနံမုတ်ပုံရတာလေးကကြတော့နှာအထောင်းနှံမမွေးနဲ့အုတ်တီဆိတ်ဆိတ်လေးနဲ့အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါဆိုရင်တော့စားဖို့အတွက်ပကံလေးထက်ကိုပြင်ဆင်ပေးလိုက်မယ်ပေါ့နော်ဒီပီလောပီနံမုတ်လေးကိုတော့တခြားနေရာဖက်တွေမှာဆိုရင်ဘယ်လိုမျိုးခေါ်လဲဆိုတာနဲ့လည်းမသိဘူးပေါ့နော်နေရာကြတော့ပီလောပီနံမုတ်ပေါင်းလေးလိုပဲခေါ်လိုက်ဖြစ်ပါတယ်ရှင်သူ့ရတာလေးကဆိတ်ဆိတ်လေးနဲ့အနှမ်းနှံ့မှုမွေးလေးနဲ့အရန်စားလို့ကောင်းနေရောပဲရှင်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်နေ့ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုဖိုင်အသစ်တွေမှာပြတွေ့ကြမယ်နော်အားလုံးပဲတတ်တာ